ရှောင်းလန်းရလူဘဝလမ်းခီးတစ်လျှောက်ဝေမတည်ငြိမ်တဲ့ဖြစ်ပျက်သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြလေဆုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့ကအစိုးကောင်းများရဲ့အဖြစ်တွေညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမှားလို့လေပဲမမြင်ငါဒီဘူခဲ့တော့အဆွေမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရတင်ပါရီပြင်ဆင်ထားတဲ့လေဟုတ်ရပါလားဘဝလောကရန်ချိုးခွေမှာလေကံပစီလိုင်းပေါ်ပစီနေရမတရားသဘောများကိုအိုးလူသားတင်ပြပါစီအစိုးကောင်းများရဲ့အဖြစ်ညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမှားလို့လေပဲမမြင်ငါဒီဘူခဲ့တော့အဆွေမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရတင်ပါရီပြင်ဆင်ထားတဲ့လေဟုတ်ရပါလားဘဝလောကရန်ချိုး